Ôi đi ngon lắm bạn. Ôi giờ nè biếu ta đi. Listen to you. Aku lo cenderung janji cenderung ye data ma PK pong sung chung tui le le ka cenderung ne tak tu tham ya wan ne chong kan sa chong ko pya re ne ne ti ma sia thau ma si le phung phung do ya chong ani la bro lu chu dang pe ra nya yi be jesu chin ma le cenderung ku dai le be ten nan be ka ni ti pawl yi ro ti chu dang ba le aku di cenderung ati nong ma si le luri ha solution cú se yang khai nong cú se nga yang khai nong lo be o yo yang se THANTLANG ta ri ba be alo so ro aku di mi be tin de ne ya tai poi phil lo luri te sum song de ne ya ne ko ke cenderung ye ne ya cenderung ye sui miu ri na bi ro mi be tin ne mi long ne ha le be chno ye yo pha ma le be pa wa de lu bo na so ro take ti mi ta su de ma phit pet ne le a ya le in ne le so ro a thu won ta wa de je zu tin ba de lu tin ma ka sa be so ma so no ro le mi ta ko khan ta ro chin pi ne myok pan phit ta wo ta pa mi ta kaเอาผ่านผิดดอกการโกตาดีเราอันที่บ้านตัวปบ้านสุดามินดาเป็นมาเลยที่โน่นเนี่ยผิดที่อายุมาสิเลยคริสเตียนมิตรหายาพูดได้สิเราจ้าเลยมันเนี่ยที่มาดาวว่าสิวิโลกุเราตัวตัวเลยผิดใช่นับเราจะไม่รู้ว่าโยที่เราจะไม่รู้ช่วยใช่หรือสิกะลีเบตัวเลยตากันสิที่รู้ว่ามีสารหัวลงอะไรแบบอาเบรตะโบยนกเราคันซาเบรตะโบยทัดดูทัดเนี่ยจนรู้จุดที่เนี่ยคูรูตาคันซาราบูดีรูตาคันซาราบูฮูเดต้ามาคันซาราบูจะได้ปีลงจะมิวตาลงอาลงอันคันซาอยากไปสุดเราจนรู้เลยป่าวินเลยป่าวินที่นี่มิกาตามิยังจีเช็ดได้เลยนี่ได้ดูกับสุดเรามาประมาณจะเกี่ย10 man ดอเปียงเลยมุ่ง10 ลาบุอย่างเกิดลูตัวที่เอาไปตู้มามุ่งลำ10 man ตู้ดอจนรู้มาใจละมาห่างกันเด็กโอ้ชาวชิงเป็นใจละแต่จงรู้ตัวที่เอามุ่งที่ชิงมาหูเป็นเนี่ยห่างกันดอเตียดอเมียดาดอเปียงเลยชิงประมาณจะ10 ละนายบุอีกตัวอย่างเกิดจนรู้ตีนบอลเลยเมื่อเราสุดท้ายเลยว่าสุดท้ายจังเลยขอเพียงยินเนี่ยအခုလူခံစားပေးဖို့ဒီလိုပုံမျိုးလေးလာပေးခြင်းပေါ်အများကြီးပဲကျေးဇူးတင်ပါတယ်ဒီလိုလေးပဲပုံတို့ရဲ့တင်းတူတင်းတာညာအတွက်ဆက်လက်ပြီးတော့ဆူတောင်းပေးပါမယ်နောက်မှာလည်းပဲဒီမှာ community နဲ့ရှိလာတော့ကျွန်တော်တို့မြန်မာပြည်သားရဲ့တရားနဲ့လာတဲ့ဟာတွေပါပဲစကားမတူတဲ့ခါဘာသာမတူတဲ့ခါချင်းချင်းရင်းနှီးနေဖို့ရအတွက်နည်းနည်းဟိုအချင်းမပေးနိုင်တာအများကြီးရှိပါတယ်တိုးတော်များလည်းပဲကျွန်တော်တို့ပေးနာမှာကျွန်တော်တို့နဲ့နဲ့မီးဆက်တဲ့ပုဂ္ဂိုလ်တွေရှိပါတယ်လူတွေရှိပါတယ်မြန်မာပြည်တရားလူတွေရှိပါတယ်ဆိုတာအမြဲတမ်းခံစားပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ထပ်ပြီးတော့ပြောပြလိုပါတယ်ဆိုတဲ့ခါကျတော့ကျွန်တော်ပတ်ချင်းလာမောကျွန်ပတ်တဲ့အမှန်မရှိဘူးကိုင်းကျော်တော့ပြောပြကိုင်းကျော်တဲ့ကိုစမ်းနေတိုက်တယ်လို့ပြောရစီကိုကျော်ရမှာဒီကျော်ဆရာတော်ပြောတာကျွန်တော်တို့ကတော့အခုသင်တော်လာပြီးတော့ဒီလိုကူညီထောက်ပံ့ပေးရတဲ့အတွက်ကျွန်တော်တို့လည်းအများကြီးဝမ်းသာတယ်ကျွန်တော်မှလူမျိုးခွဲခြားမှုမရှိဘူးဘာသာခွဲခြားမှုမရှိဘူးကျွန်တော်တို့ခရီးကြောင်းဒီဘုန်းကြီးကျောင်းမှာလုပ်တဲ့ခါမှာလည်းဒီချင်းတိုင်းသားတွေလာပြီးကူညီခဲ့တယ်ပွဲတွေမှာလည်းလာဖြောပြခဲ့တယ်အဲ့ဒါကိုလည်းတလက်စားကျွန်တော် community ကနေပြီးတော့ကျေးဇူးတင်တယ်ဒီစီနောင်လည်းပဲဘယ်လိုပဲအခက်အခဲရှိဘယ်လိုပဲပျော်ရွှင်စရာပဲရှိကျွန်တော်တို့အတူတူပေါင်းစည်းပြီးတော့ဒီလိုမျိုးအခက်အခဲအားလုံးရင်ဆိုင်သွားမယ်ပျော်ရွှင်စရာရှိနေအတူတူပဲစိတ်ဆင်းရဲစရာရှိနေအတူတူပဲဆိုတာကျွန်တော်တို့ပြောကြလို့တော့ပေါ့နော်အခုဒီထန်တလန်အတွက်လည်းကျွန်တော်ဆူတောင်းပေးတယ်ဘုရားသခင်ကောင်းကြီးပေးပါစေကျွန်တော်ဒီမှာရှိတဲ့ထန်တလန်ဓာတ်တွေလည်းစီပြေပါစေစီးပွားတိုးတက်ပါစေနော်ကျွန်တော် community ကနေပြီးတော့ဆူတောင်းပေးပါနော်ကျွန်တော်ဆက်ပြောပြီးကျွန်တော်လည်းနည်းနည်းပြောမှာဆိုတော့ကျွန်တော်
ဖေရရဲ့ကောင်းမြတ်ခြင်းပဲဖေရကူတာပဲလို့ပြောချင်တယ်ပြီးလို့ရှိရင်ခုနဆရာပြောတဲ့ကျွန်တော်ဘာသာရေးအနေနဲ့ဗုဒ္ဓဘာသာရေးနဲ့ပြောလို့ရှိရင်ကျွန်တော်တို့လို့ပြောတဲ့အခါကျတော့ဘုန်းတော်အနေနဲ့နည်းနည်းကန့်လန့်ဖြစ်ပါလိမ့်မယ် အဆင်ပြေပါလေ ကျွန်တော်အဲ့ဒါနဲ့တောင်းပါတယ်ပါ အဆင်ပြေတယ်ဘုန်းတော်ကနေရာစုံသွားပြီးလူစုံတွေ့ရတာ ဟိုတပည့်တော်တို့ပြောရမယ်ဟာကျွန်တော်တို့ပြောတဲ့ဆရာကလည်းကျွန်တော်တောင်းပါတယ် အဆင်ပြေပါ ပြီးလို့ရှိရင်တကာတွေလည်းပါတဲ့အတွက်ကြောင့်တကာတွေကလည်းဆရာနေပြီးတော့ဖုံဟိုကျွန်တော်တို့ပြောတဲ့အတွက်သူတို့နားထဲမှာကန့်လန့်ဖြစ်ပါဘူး စောစောပြီးတော့လည်းပြောပါတယ်ဆရာပြောပါတယ်အခုကျန်တဲ့လူတွေကပါနေတဲ့အတွက်ကျွန်တော် အကျဉ်းသားမရှိတဲ့ခါကျတော့တပည့်တော်ဖြစ်လိုက်ကျွန်တော်ပြီးပါတယ်ကျွန်တော်လည်းပဲကျွန်တော်ကိုလည်းကျွန်တော်မိတ်ဆက်ပေးပြရတယ်ကျွန်တော်တဝဲသားဖြစ်တယ်ကျွန်တော်ဘုန်းကြီးဘွားနဲ့ကျွန်တော်ကိုနှစ်တနေနေခဲ့တယ်သတ္တရမန္တန်ဘုံမန္တန်သတ္တရမန္တန်မှာပညာသင်ခဲ့တယ်ကျွန်တော်လက်တန်းထိရောက်ခဲ့တယ်ဆိုတော့ဒီပြောဆိုလေးတွေလည်းပဲခွင့်လုပ်ပေးဖို့တောင်းပန်တယ်ကျွန်တော် အဆင်ပြေပါလေ ကျွန်တော်တို့ပတ်စံလာပြီးတော့သူကလည်းပဲအရင်ကျေးဇူးတင်ဆရာဆိုရင်လည်းအများအားဒီတိုင်းပြည်တဲ့ဆူတောင်းပေးတဲ့သူ့ကိုကြိုးတမဟုတ်ပါဘူးနေ့တိုင်း7နာရီတနာရီထိအရင်ဆူတောင်းပေးတယ်ဆိုတာတွေ့ရတယ်ဆိုတော့ဘာပြောချင်လဲဆိုတော့တိုင်းပြည်ချစ်တဲ့နေနဲ့ပါစာကောင်းဖြစ်ပြီးတော့သူကအများအားဆူတောင်းပေးတဲ့အတွက်ကြောင့်ဒီပေးရလာတဲ့လူတိုင်းရလည်းပဲဆရာဆူတောင်းခြင်းအဖြစ်သူ့ကိုယ်ရေးကိုယ်တာမဟုတ်ဘဲနဲ့တိုင်းပြည်အတွက်ကျွန်တော်တို့လူမျိုးအတွက်ဖြစ်တယ်ဆိုတာဟာလည်းဖျားစီစဉ်လို့ဖြစ်တယ်ဆိုတဲ့ဟာလည်းကျွန်တော်တမ်းပိုင်းနဲ့ခေါ်ပြီးခြင်းနဲ့ကျေးဇူးများတင်ပါတယ် โอเคဆက်ပြီးတော့နည်းနည်းပြောပြစီဘုန်းတော်အစီအစဉ်ရှိတဲ့အချိန်ဘုန်းကြီးစောနဲ့ပြောပြတယ်သူတော့တပည့်တော့ဒီဘုရားကျောင်းနဲ့တိုက်ဆိုင်လို့လေအချိန်ကတိုက်ဆိုင်လို့တပည့်တော့မလာဖြစ်တာပါလို့တပည့်တော့ဖြစ်လိုက်ကျွန်တော်ဖြစ်လိုက်အဲ့တော့နောက်ပါလည်းပဲပါဝင်ခွင့်အချိန်ပေးနိုင်နေမယ်ဆိုလို့ရှိရင်အချိန်ကနေဟိုရှင်းပြီးမယ်ဆိုလို့ရှိရင်ပေါ့နော်ပါဝင်ချင်ပါတယ်လို့ကျွန်တော်တို့ ဝမ်းသာပါလေ ကိုယ်ချက်ချင်းစိတ်မရှိပါဘူးထပ်ပြီးထပ်များပဲဒီလူသားချင်းအားလုံးမတူဘူးလေဆိုတာဒီခံစားချက်အများကြီးရှိပါတယ်ဆိုတာလည်းပဲတပြည့်တော့ထပ်ပြီးတော့ပြောချင်ပါတယ်လို့ ကဲဝမ်းသာပါလေကဲဒီဘက်မှာထွက်ပြီး group photo ရိုက်ကြတော့ ဟုတ်ကဲ့ ဟောဖြေရတာမှဒီပြေတော့ကြဖြေတော့ကြအောင် စားကြအောင် ဆက်ချက်လေး ရုပ်လိုက်